သာသနာတော်နှစ်2569ခုလူတော်ဝါခေါ်စားတက္ကသိုလ်1389ခုဥဒ္ဓရေမန္တဆောင်းပါရသည်ယတလဇံရှိရတဲ့ဘဂုတ္တနေတာကြီးရွှေချင်းရုံနဲ့အနောက်ဘက်စံပြန်ကျေးရဆင်ယံကြီးကျောင်းတိုင်းတော်ရှိဓမ္မယုံအတွင်းနဲ့နိနိဝေဝေမှာဆင်းလိုက်ညရောက်လာကြကုန်သောဥပုသ္တတိလေဒုရဆင်တော်အားဟောကြားအပ်သည်ဘိဒကတော်လွယ်လွယ်တုတ်တယ်ကဘိဒကနိကေငါယတုတ်တွင်မစ္စည်းမနိကေမူလဘာနန္တပါဠိတော်ကောတံပိယတုတ်အခြေခံ၍ဟောကြားအပ်သောသောတာပန်စိတ္တံအပိုင်း14ဤရှိသည့်ဓမ္မဒေသနာဗာတရားပါလေသောတာပန်စိတ္တံအပိုင်း14သောတာပန်ဟာလားနာမည်လေးလာနာမည်လေးရတော်လာတယ်သူကစနိမယသမိတသင်္သားတွေနဲ့လည်းနေလို့ရအပယ်လည်းမကြတော့ဘူးဆိုတော့နေတာထိုင်တာမရှိဘူးလားရှိတယ်တော်အရှင်ပြေတော်ဗျာလူချင်းစီရင်ကောင်းပထမယဣကရစ္စေနဆိုတဲ့ဒေသနာရဒီကံမြေကြီးတစ်ခုလုံးကိုအုပ်ချုပ်တဲ့အရှင်ဘုရင်ထက်တောင်မှသူကတာသေးတယ်တဲ့ဘုရားကတလောက်ကိုချီးမွမ်းမှန်ထုတ်လို့ကောင်းပြီအဲ့ဒီတော့နေရာကမှာ side effect ဆိုတာရှိတယ်ပေါ့ဘေးထွက်ဆိုးကျိုးကောင်းလို့မြန်တော့လည်းပဲလူသောတာပန်ငါသောတာပန်ဘုန်းကြီးသောတာပန်လူသောတာပန်နေဆိုပြီး line ပေါ်မှာမပေါ်လာဘူးလားပေါ်လာပါတယ်ဗျာပေါ်လာတယ်နော်အဲ့ဒါဘေးထွက်ဆိုးကျိုးဘာဖြစ်မဟာသောရတဲ့ဘုရားဒီစံစကလုံးကြီးတော်တော်ကိုရင့်သောရဆိုတာတခုမဟာထည့်လိုက်တော့ပါတယ်အကြီးစားတခုဟုတ်ရင်တော်ရဲ့မဟုတ်ရင်ဘာကြီးဖြစ်သွားလဲအကြီးစားတခုလူသောတာပန်ငါသောတာပန်ဘုန်းကြီးသောတာပန်လူသောတာပန်နေတဲ့အင်္ဂလိပ်လိုစိတ်လို့ခေါ်တာပေါ့မြင်မြင်သူမှန်ရင်ကောင်းရဲ့မမှန်ရင်ဘာတခုအကြီးစားတခုသာသနာတော်လည်းနော်သာသနာကိုကြီးညိုပြီးတော့ဒီလိုအရိယာသူတော်စင်တွေကိုကြီးညိုနေတဲ့ပုဂ္ဂိုလ်တွေတွေ့ရခဲ့မြင်ရခဲ့ကြုံရခဲ့တဲ့ဆိုပြီးရှိတဲ့စိစိတ်တွေပုံအောပြီးမလူကြပေဘူးလားမလူနိုင်ပေဘူးလားအကောင်လုံးသူမသိဘူးလားသိတော်ကြောက်စရာအဲ့ဒါကြီးနော်အဲ့တော့ဟာလားသူကြောင့်ငါကြောင့်သူရငါရသူအပိုင်းငါအပိုင်းဒီလောက်လေးနဲ့မရတော့သတ္တလနာလုံးနဲ့ဆိုင်သွားတယ်တဲ့ဘယ်လောက်ဆိုင်ဗမာပြည်ထဲမှာကဟာလားကိုရီးယားအမေရိကန်စင်ကာပူဒီလိုဘုရားဘာသာရှိတဲ့တိုင်းပြည်အားလုံးနဲ့မဆိုင်တော့ဘူးလားဆိုင်ပါပြီဗျာဘာဖြစ်လို့လဲဆိုဘုရားကမဟာသောတာတဲ့ဘယ်လောက်ကြီးကိုစကလုံးရင်းမြစ်ကြီးကိုသုံးချတာနော်ဒီကဘုရားကစကလုံးရင်းလာလားသူ့လို့ရကအစိုးရင်းလာလားသူ့လို့ရကအစိုးရင်းလို့ဟော
စကလုံးလည်းမဖြစ်ရတာလေရှင်းကိုနဲ့ကြံတာကိုရတာပေါ့ဒါပဲကိုနဲ့ကြံတာကိုပေးတာနော်ဦးဇင်းတို့ကဘာရေးမှာသွားပြတာဒီလိုပဲတာဝန်နဲ့ဆန်းရတဲ့ရတယ်ဖြူကရွှေကျင်တောင်ရောင်ဆရာအကမပဏိတအကမကန္နာဝါစကပိမန္တနော်ဒီလိုဆရာတော်တဘာပတိပေါ့ဦးဇင်းတို့ဆရာဟောညောင်လည်းပဲမြေကမ္မထံကြောင့်သူကလည်းပဲနိုင်ငံတော်ပရိယတိသာသနာတက္ကသိုလ်မြန်မာစာဌာနပေါင်းမောက္ခမြန်မာစာဌာနမုထောက်တာဘိဝန္တအကမကန္နာဝါစကပဏိတအကမကမ္မဌာနစရိယအကမပဏိတအမဝဲရကြလေဒီဟာလည်းပဲနိုင်တော့ပေါ်ပြန်တောင်းလို့တဲ့မြတ်စီကုံစံတင်တဲ့ပထမကျော်ဓမ္မစရိယအကမကန္နာဝါစကပဏိတဒီကလည်းနိုင်တော့ပေါ့ရွှေကျင်စင်ရောင်ကြီးကျောင်းဆရာတော်ပြောရလည်းပဲနိုင်တော့ကျောင်းတက္ကမမျိုးဒီကျောင်းနာမည်လေးမေတ္တာအေးဆိုလာဒီလည်းပဲအစံတင်တဲ့ဝိညာဉ်တရဓမ္မစရိယဝိညာဉ်တရဆိုတော့ဝိနည်းငါးကျမ်းကိုဣတိမလွယ်အာကုန်ပြန်အောင်ထားတာပေါ့လေဒီကလည်းနိုင်ဘုံတဲ့နိုင်ဘုံ၅ပါးတစ်ဖွဲ့ဘဂိုးရှိချံအမှုသုံးမှုကံရတဲ့ဉာဏ်ကုန်တိုင်းကနမှုမွန်ဒီနဲ့တမှုပေါ့အဲ့တော့ဒီလိုနော်အလိုလောက်ကြတယ်ပေါ့ပရမ6ရက်မှာအမှုကိုဖတ်ပေးတာ၅ပါးဆွေးနွေးချက်ဆွေးနွေးဘယ်လိုဖြစ်တဲ့လဲဘယ်လိုဖြစ်တဲ့လဲဘာကြောင့်များကြောင့်အမှုကြော်ရရပြီးတိတ်ကြတယ်အဲ့ဒီ6ရက်အတွင်းမှာနော်ဆွေးနွေးကြတဲ့အခါဖြေရပေါ်သွားတယ်ဘာဖြစ်ပေါ်သွားလဲဆိုတော့စိန်အောင်ကြီးရွှေကျင်နိုင်ကိုပုဂ္ဂိုလ်ရေးခိုင်းကြလို့ဘယ်လိုရေးခိုင်းကြသူတို့ဆွေးနွေးတဲ့အခါနော်ဦးဇင်းဆရာအောင်မှနှစ်ပါးပါဘာကြောင့်လဲဆိုတော့အပြင်စွန်းသားလည်းမလိုက်ကွန်းသားလည်းမလိုက်ဘုံလည်းမပို့ဆိုတော့အချိန်တွေမပေါ်နေဘူးလားအဲ့ဒါတွေစားပဲကြည့်နေတော့အမှုကြော်ရလည်းတော့သိနေတယ်ပြီးတဲ့ကလည်းပဲပြန်သိနေတယ်ဆုံးဖြတ်ချက်ဖြတ်ထုံးစာအုပ်တွေလည်းကြည့်ထားတော့သူပဲရခိုင်ရတော့သူလည်းတတ်တာဟုတ်လားအဲ့တော့သူတို့စင်ပြေတော့တယ်နော်အဲ့တော့ရေးပေးပါလေကိုဆရာအောင်တဘာပတိရဲ့တောင်းပန်ပေးချက်ရနောက်9ရက်ကရှိရက်ရေးလည်းရေးကွန်ပျူတာလည်းရစီတော့ကိုရောမရှိကြဘူးသူတို့ဝန်ထမ်းမျိုးသမီးလေးလာရက်ပေးတယ်ဆိုတော့ပထမတမှုရေးပေးလိုက်တဲ့တင်လိုက်တဲ့လက်မှတ်တွေချွတ်ချိတ်ပေးတော့ဒုတိယတမှုရေးပြီးတော့အဲ့ဒါဝိုင်းပြီးလက်မှတ်ချွတ်ပြီးအဲ့ဒါချိတ်ပေးတင်လိုက်ပေါ့ဦးဇင်းတို့ဒီမှာကျောင်းတော်ကြီးဖရာစာချုပ်ဖို့ဆိုနောက်ပိုင်းကတက္ကရာတွေကတို့အဲ့ဒါတရင်ပို့တာမအားလတဲ့တရားလူမအားစိတ်အားတဲ့တရားတွေကဦးဇင်းပြေးလာဦးဇင်းရေးခဲ့တဲ့မှာကြိုက်တယ်လို့ပြင်နိုင်ရင်လည်းဖြတ်နိုင်တယ်ဆိုဦးဇင်းပေးထားခဲ့ဟိုပြန်ရောက်တဲ့အခါကျအတန်ထွက်တဲ့ရွှေကျင်နိုင်ပုဂ္ဂိုလ်ကအရေးကျမ်းတယ်ဗာလဲ
အဲ့ဒါတို့ဖြုတ်တာတော်များများဖြုတ်ကြနော်ဖြုတ်ကြဦးဇင်းကပြန်မဖတ်တော့တို့ဖြုတ်ထားတဲ့အတိုင်းတို့စေမလေးတွေရိုက်တဲ့အတိုင်းလက်မှတ်ပဲထိုးပေးလိုက်ပါတတ္တယအမှုရောက်တော့ဦးဇင်းမရေးတော့တတ္တယအမှုဘယ်လိုဖြစ်သွားလဲမရေးတော့မရေးပဲစကြည့်လိုက်တဲ့သွားပြီးကိုစာအုပ်လေးပတ်လိုက်အဲစာအုပ်တွေအများကြီးပတ်လိုက်လုပ်ငန်းလုံးစကြည့်ကြအဲ့တော့တို့လေးပါကောင်းကြီးရဘယ်လိုလုပ်တာလဲတို့ချင်းချင်းနဲ့တိုင်းတိုင်းနောက်ဆုံးဦးဇင်းကိုပြောင်းမဲ့ချုပ်ပြောတယ်သဘာဝတိဆရာတော်ကပညာပြတာလားဘာပြတာပညာပြတာပညာပြကြမလို့ဘွဲဝပညာဝဲအဲ့ဒါကျောင်းကိုဆရာတော်ကတော့ပြောတယ်ပြောတော့မရေးနိုင်ဘူးတော့တဲ့ရေးလည်းရေးတတ်ဖို့တဲ့စာတဲ့အတွက်ဒီလိုပဲချီတာသူကသံဘောအောင်ပြီးတဲ့စာပဲချနေတာလေဘယ်ပါဠိတော်ပဲထေရဗေတိကအဲ့ဒါတွေတော့မရေးတတ်ဘူးလေဇာတကဆရာတော်ကလည်းပထမအမှုတဲ့ဒုတိယအမှုကလက်ရပို့ပြောင်းရောက်လာတယ်သူကချီကျူးတယ်ဘုရားဆရာဟောင်းနှစ်ပါးပါလေအရေးချမ်းတဲ့ဆိုသူတို့နှစ်ပါးတိုင်ပြီးတစ်ပါးကအကျံပြီးတစ်ပါးကဖြုတ်ချကိုတတရားမူလည်းမရေရောအကြောင်းအဲ့ဒါဘာဖြစ်လို့အရေးချမ်းအခုမဟာသောရအကြီးစားတခေါ်ဆိုတာဆင်အောင်ကြီးပြောတာလားဘုရားပြောတာဘုရားပြောတာအလောက်ကျမ်းလာလားအပြောကျမ်းလားအလောက်ကျမ်းတာသူကျမ်းတဲ့အတိုင်းတော့ကျမ်းပဲမပြောဘူးဦးဇင်းတို့ကိုယ်သဘောနဲ့မရေးဘူးကျမ်းကိုးတွေနဲ့အဲ့လိုဟာကိုပြီးရေးတာဒါပေမဲ့တစ်ဖက်သားကအနာရှိတော့တုတ်ကြခံနိုင်ရလားခံနိုင်ဘူးအဲ့ဒါနောက်တော့အဲ့ဒီသူတို့ဖြုတ်ချလိုက်တဲ့အဲ့ဒီအမှုကြီးကနောက်တစ်ဆင့်ထပ်အောင်သွားတယ်။ဘာဖြစ်သွားလဲ။အောင်သွားပါတယ်။သူတို့ဘာမှမပတ်သက်တဲ့ပထမအမှုနဲ့တတိယအမှုကဒီတိုင်းပြီးသွားတယ်နော်။သူတို့အဲ့ဒါဖြုတ်ချလိုက်တော့ဟိုဘက်ကအဖွဲသားတွေအမှုတွေကနောက်တစ်ဆင့်ထပ်တက်နောက်တစ်ဆင့်ဘာဖြစ်သွားလဲ။အောင်သွားတယ်။အောင်ပြီးတော့နောက်ထပ်ဝိနည်းတွေ၅ပါးပေါ့အဟောင်းနဲ့နှစ်ပါးအသေး၃ပါးနဲ့ချက်ဖွဲ့မွန်ပြည်နယ်၃ပါးတက်အဲဒီမှာလည်းဝိညာဏဓမ္မရှိယပိကတရားပါရဂုပိဝန္တဟိုကတက်လာတဲ့၃ပါးခញ្ញံနဲ့ရှင်နေကြီးပဲဒီအမှုပြန်စစ်လိုက်ကောင်းပါလေတဲ့ဒီတိုင်းပဲထားကြစို့ဗါလည်းလည်းဟဲ့ကောင်းပါလေဒီတိုင်းပဲထားကြစို့အဲ့ဒါပဲနောယုံအကောင်းမကောင်းဘယ်မှတည်ကုန်းတက်မှတည်ချောင်းတက်မှတည်ပညာရှိမရှိကိုယ်တိုင်ကောင်းပါလေပြောတာလားမွန်ပြည်နဲ့၃ပါးရဲ့အဟောင်း၂ပါးရဲ့ပေါင်း၅ပါးကပြောတာလားဟို49ပါးမဲခွဲတာ82ရာခိုင်နှုန်းကျော်သူတို့ကညပြီးတော့ဦးဇင်းတို့အမှုကိုပြန်စစ်ဆိုပြီးလုပ်လိုက်တယ်အဲ့ဒီ49ပါးဆွဲချတဲ့အမှုသည်မွန်ပြည်နယ်အပါအဝင်နောက်နိုင်ပြီးကြ5ပါးကပါပြန်လုပ်ပြတယ်ပြန်ဆွဲကျင်ပေးလိုက်တယ်ငကိုတိုင်းမြန်မဖြစ်တော့လားဖြစ်သွားတယ်ပြောချင်တာကအပြောကျမ်းတာလားဘုရားဟောပါဠိတွေမှာကကျမ်းနေတာလားဘုရားဟောပါဠိတွေကကျမ်းတာလားအလုတ်တွေကကျမ်းနေတာအလုတ်တွေကကျမ်းနေတာနောက်အဲ့ဒီဦးဇင်းဆရာသမားတွေဦးဇင်းပြန်တွေ့လိုက်တယ်ဆရာတော်တို့မွေဟောက်ကြီးကအကောင်အကြီးကြီးအဲ့ဒါကိုလက်နဲ့ဒီတန်းတောင်းဖန်ဆရာတော်တို့လက်ပြန်ခိုက်မှာပေါ့လို့အဲ့ဒီကောင်ကိုနာအောင်ရိုက်ချလိုက်ဘာလို့လဲရိုက်ချ
နာရိုက်တော့ဘောကောင်မလုပ်နိုင်တော့မှခိုက်သေးလားသူဘာမှပြန်မပြောတော့ကိုဆရာလေအခုဆိုဥစဉ်ပွဲရမှာသူတို့ရှိရောက်တဲ့အခါဥစဉ်နဲ့ဂျုံတဲ့ပုဂ္ဂိုလ်တွေကသစင်ပြန်ကြတယ်ဥပ္ပညတာရစာအယံဖတ်တယ်ဥပ္ပညတာရဘာဖြစ်စာအယံဖတ်ပါအခုဖတ်တာမဟုတ်ဘူးငယ်ငယ်ကဖတ်သူတို့ဘာတော့ပြောတာလဲဆိုတော့သူတို့မြင်တာမဟုတ်ဘူးဥစဉ်ရေးလိုက်တဲ့အခါသူတို့မတွေ့ဘူးတဲ့ချမ်းလေးဥစဉ်ကကိုးတယ်အာဘာဝိနည်းဆရာပါပြတ်ထုံးပါညာအတခါလည်းပဲပါဠိတော့ပဲတက်ကရာအဲ့ဒါလေးတခါလည်းပလူပြန်အောင်ထည့်လိုက်တော့မဖတ်ထားပဲနဲ့ကိုးနိုင်မလားဖတ်ထားပြီးမှကိုးလို့ရလားဖတ်ထားပြီးမှကိုးရသူတို့အဲ့ဒါလိုသဘောပေါက်တကယ်တော့ဥစဉ်ကရေးရင်းနဲ့တခါလည်းချင်းချောက်သွားတာအဘောလိုက်6ဆရာမလို့အဲ့ဒီစာထဲမှာတခါလည်း6တော့လိုက်တယ်သူတို့မတွေ့ဘူးတဲ့ချမ်းတွေဒီပဲဥစဉ်ကိုတာလုပ်ငန်းသုံးစံကြည့်တဲ့အခါအဲ့ဒီမှာအပြင်စာအုပ်ဆိုင်မှာမရှိတဲ့စာအုပ်တွေအဲ့မှာအများကြီးပဲဒါကိုယ်သိချာဗမာရေးမှာပြည့်နေတဲ့ကတုံးမှာစံကြည့်တဲ့ခွင့်ရှိတယ်ဥနုလက်ဆက်ကကမ္ဘာဗုဒ္ဓတက္ကသိုလ်မှာစံကြည့်တဲ့ခွင့်ရှိတယ်အခုနိုင်ဝိတွေတုံးနဲ့စံကြည့်တဲ့ခွင့်ရှိတယ်နိုင်တန်းတွေနိုင်ငံတကာမှာနာရတဲ့တုံးနဲ့စံကြည့်တဲ့ခွင့်ရှိတယ်ဘယ်နှခုလဲအဲ့ဒါစိတ်ရင်းမွေပြီးပြီကျောက်စာမေသာပေသာအစားဆိုတဲ့အခါကျတော့တို့မတွေ့ဘူးတဲ့ဟာတွေကိုအဲ့ဒါလေးနဲ့နာမည်တွေသုံးချလိုက်တာကြည်တာနဲ့အဲ့လိုဖြစ်ဖြစ်အခုမဟာပစ္စဝကနာမဟာပစ္စဝကနာ9ပါးကောတံယံတို့ပေါ့ဗျာသောတာပန်ဆိုတာကိုပြန်စစ်နိုင်တယ်အနေအထားပြောတာသောတာပန်ဆိုတာသူများစစ်ပါလားကိုစစ်ပါလားကိုစစ်လို့ရတယ်ဘယ်နဲ့ချက်9ချက်ရှိတယ်ငါသောတာပန်ဟုတ်မဟုတ်အဲ့ဒါနဲ့စစ်တယ်အဲ့တော့ဘေးပုဂ္ဂိုလ်ကလည်းပဲကိုမစစ်ချင်ဘူးသူ့ကိုပဲစစ်ချင်တယ်ဆိုရင်ဘယ်လိုမေးအဲ့ဒီအချက်တွေမေးစီမှာရှိတာဒီလိုမေးလို့မရဘူးလားရပါတယ်ဗျာကိုဘောနော်ဟာလားငါတစ်သေးကြီးဖြစ်ပါတယ်ဆိုငါမှဟာလားအဲ့ဒါတိုက်ကဘယ်နှလုံးစေယုံကဘယ်နှလုံးဗမာကဘယ်လောက်အဲ့ဒါတွေကိုမသိရဘူးလားသိရတယ်ဘေးကလည်းပဲသူချမ်းသာလားမချမ်းသာလားသိကျင်ရင်ဘာနဲ့မေးမလဲအဲ့ဒါမင်းတိုက်ပတ်လုံးရှိစေယုံဘယ်နှလုံးရှိဗမာဘယ်လောက်အားထားလဲကျွေးရဘယ်နှချောင်းလဲအဲ့လိုပဲကိုစစ်လို့ရတဲ့အချက်9ချက်တဲ့တော့တာပါကောတံမိယတော့ဘုရားဟောတာနော်ကောတံမိယနံပါတ်1နော်အချိန်ကလည်းနည်းပါတယ်ဥစဉ်အချိန်ကတဏှာကြီးအတွင်းအပိဟောတာဆိုတော့အေးစစ်စစ်တော့ဟောချင်နံပါတ်1တဲ့တော့တာပါဆိုတော့ကိုပြန်စစ်လို့ရတဲ့နီးပေါ့တောင်းကျမ်းတဲ့ကိလေသာတွေမရှိတော့ဘူးဘာကိလေသာတွေမရှိတော့ဘူးလဲတောင်းကျမ်းတဲ့ကိလေသာရှိတယ်ကိလေသာအမြင့်တော်မပြတ်ဘူးပေါ့ဗျာသောတာပန်ဆိုတာဒိဋ္ဌိနဲ့ဝိသိကိစ္စတာအမြင့်ပြတ်ကျန်တဲ့လောဘဒေါသမောဟအမာနအဲ့ဒါတွေမရှိဘူးလားရှိတော့ရှိတယ်ဒါပေမဲ့သူကိုငွေပဲရှိတယ်တောင်းရမ်းတဲ့အစဉ်ရှိရလားရှိရပါဘူးမရှိဘူးသောတာပန်นี่ငါသောတာပန်လားမပန်လားကိုရှင်းလို့ရပါတယ်တဲ့တောင်းရမ်းစိတ်ထဲမှာဖြစ်နေတာလေးပေါ့ကာမရာဂကာမရာဂဆိုကာမဂုဏ်နဲ့ပတ်သက်တဲ့နော်ရာဂစိတ်တွေပေါ့မြာပါလားပြဘာကောဒုက္ခပေးမဲ့စိတ်တွေပေါ့ဗျာဒီနာမိတ်တာအချင်းငိုင်းပြီးတဲ့စိတ်တွေဥဒိစ္စကောကောစာစိတ်တွေပြန်လွယ်လာတယ်နောင်ထတယ်
ဝိဇိကိစ္စဆိုတဲ့ဘုရားတရားတန်ခါအကျင့်ဒါတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြောနေရတယ်အဲ့ဒါတွေကတဲ့အာကောင်းမောင်းတန်မရှိတော့ဘူးဘယ်လိုမရှိအာကောင်းမောင်းတန်မရှိအမြင့်တာမပြတ်အာကောင်းနေလားမကောင်းတော့အဲ့တော့အမကောင်းတော့ဘူးလို့ကိုယ်ကိုသိရင်ပန်လားမပန်ဘူးလားပန်တယ်အာကောင်းနေတဲ့မောင်းတန်နေတဲ့ပန်လားမပန်ဘူးလားမပန်ဘူးကိုလည်းစစ်လို့ရတယ်သူများကိုလည်းမေးလို့မရဘူးလားရပါတယ်ဗျာအဲ့ဒါပဲကိလေသာလေကိလေသာဆိုတော့စိတ်ရဲ့အချင်းအရာစိတ်ထဲမှာပေါ်လာတယ်ဆိုတော့ဒါပေမဲ့စိတ်မှာပေါ်လာမျက်နှာမှာရောရောက်ပြန်မဟုတ်ဘူးလားကိုယ်နဲ့နှုတ်ကိုမရောက်နိုင်ဘူးလားရောက်နိုင်တာပဲကြောင်းနိုင်တာပဲဒီတရားဖြစ်ပေါ်လာတော့ကကောတံမီမှာတဲ့ယဟန်နှစ်အုပ်စုရှိတယ်။ဘာအုပ်ဘယ်နှအုပ်စုရှိနှစ်အုပ်စုပါဗျာ။ကောင်းဆောင်နှစ်ပါးပေါ့ဗျာ။တစ်ပါးကတုတ်တန်ဆောင်တစ်ပါးကဝိနည်းဆောင်ဝိနည်းတိုင်းနေတဲ့ပုဂ္ဂိုလ်နဲ့တုတ်တန်တိုင်းနေတဲ့ပုဂ္ဂိုလ်တပည့်တွေလည်းအများကြီးရှိတယ်။ဒီနေ့အဲ့ဒါနော်ကုဋီထဲမှာသုတ်တန်ဆောင်ကိုရောကကုဋီပြပိပြန်ဆက်တာသုတ်တန်ဆောင်ကိုရောကဝေါ်အဲ့ဒီရေခွက်ထဲမှာရေကျန်နေတယ်ရေခွက်ထဲပါဖြစ်ရေကျန်နေပါအဲ့ဒါမိနည်းနဲ့မညီဘူးဆိုတော့သုတ်တရေပြောတာသုတ်တန်ဆောင်ကိုရောကလည်းအဲ့ဒါသူကြားသွားတော့အဲ့သူဝိညာဉ်နဲ့မညီဘူးဆိုလည်းအာဘရှိလဲအာဘဒေသနာကြားပါမယ်ဆိုကြတာဒါပေမဲ့ဟိုဝိနည်းဆောင်ကသူတစ်ပည့်တွေပြောရင်လည်းပြန်သွားတာပေါ့နော်အဲ့ဒါဒုဒ္ဒဆောင်လည်းပြန်ပြောလဲဆိုအာဘတဲ့နဲ့ဆိုလို့ဒေသနာလည်းကြားပြီးသူကကုဋီပြောတော့ပဲလားဆိုပြတာသူတစ်ပည့်တွေပဲကိုပြန်ဖွာလိုက်တဲ့အခါကျတော့သူတစ်ပည့်ကိုတစ်ပည့်သူဆရာကိုဆရာနဲ့သူ့အစုကိုအစုပွဲသွားအောင်လားဘိုက်ထဲမှာအဲ့ဒါကိလေသာတွေကာမရာဂမြတ်ပါဒံဌိနမိတ်္တဥဒိစ္စကုက္ကုသဝိဇိကိစ္စတဲ့ဒီအားတွေကနေပြီးတော့ထားကြပါလဲပေါ့သူကဘာမလုပ်လဲငါမလုပ်လဲအဲ့ဒါအချင်းချင်း